နိုင်ငံမေမေအများစုอ่ะပေါ့နော်ကိုဆိုတာထဲလေကိုရဲ့မိသားစုကိုရဲ့အမျိုးသားကိုရဲ့မိဘတွေကိုပို့ပြီးတော့ပေါ့နော်ပို့ပြီးတော့ချစ်ကြတယ်ပို့ပြီးတော့အချိန်ပေးကြတယ်ဟိုကိုရဲ့မိသားစုပေါ်မှာတာဝန်ကျေတဲ့လောက်ပေါ့နော်ကိုမှာတာဝန်မကျေတဲ့မေမေတော်တော်များတာကိုတွေ့ရတယ်ပေါ့နော်မေမေဆိုတာကမိသားစုတစုမှာတကယ်ကိုအရေးပါတဲ့မန်တိုင်းတစ်ခုကနေရှိရပေါ့နော်ဒီအခုခေမေမေဆိုလို့ရှိရင်စီးပွားရေးမှာရောသားသမီးရေးမှာလည်းမေမေကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါလာဖြစ်တဲ့အတွက်မေမေကကိုချစ်ပြီးတော့ကိုကျမ်းမာရေးကိုတေချာစောင့်ရှောက်ဖို့လိုအပ်ပါတယ်လို့လောကတစ်ခုကဖြစ်လာပြီဆိုရင်အဲ့နဲ့ထွင်ရမယ်အစားပစိန်နဲ့ပေါက်ရတာပေါ့နော်အဲ့တော့ဒီနေ့ခေတ်မှာမဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အတွက်3သိန်း3လိုက်တာကတကယ်ဖြစ်တဲ့အချိန်မှာ380ကိုကာကွယ်ပြီးသားဖြစ်ပါတယ်တဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေပြောထားတာပေါ့နော်ကိုယ့်ရဲ့အသားအရည်ကိုယ့်ရဲ့ကျန်းမာရေးအိမ်တော်ရေးအရာအလုံးကပတ်သက်ဆက်ဆက်နေရဖြစ်တဲ့အတွက်ပေါ့နော်ညီမလေးပြောသလိုပဲဘာမှမဖြစ်ခင်တောင်မှဟာဘဲကျတစ်ဖက်တစ်ချောင်းလောင်းနဲ့ကိုယ့်ရဲ့မိမကိုဂေယစနစ်ကိုတေချာတန့်နေအောင်ထားမယ်ဆိုရင်အနက်အသက်ကင်းပြီးတော့လေတန့်ရှင်းကျန်းမာနေတဲ့မိမကိုလေးကိုရမှာဖြစ်တယ်ပေါ့နော်ချိုကောလာဂျင် liquid လေးကိုတေချာသုံးပေးခြင်းအပြင်ပေါ့နော်ကိုယ့်ရဲ့ကျန်းမာရေးတာမကောက်ပေါ့နော်အသက်40ကျော်50ကျော်မှာဖြစ်လာမယ်ဟော်မုန်းပြောင်းလဲတွေသွေးဆုံးကိုင်တာတွေဓမ္မတာမကုံတာတွေမစင်တဲ့ပြဿနာတွေကလေးမွေးထားရဲ့အတွက် pelvic floor မှာဆဲရော်ရဲနေအတွက်ဖြစ်ပေါ်လာတဲ့ပေါ့နော်တအိမ်ကြတာလေးထွက်တာစီခဏသွားတဲ့နောက်ဆက်တွဲပြဿနာတွေကာကွယ်ပြီးသားဖြစ်သွားတာပေါ့နော်